အားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel လေးကနေကျောင်းသားကျောင်းသူများဆရာဆရာမများအားလုံးကိုကြိုဆိုပါရစေဒီနေ့သင်ခန်းစာလေးကိုမဆွေးနွေးခင်ဥစွာပထမမိတ်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဒီ Facebook မှာလည်း page လေးထောင်ထားပါတယ်အဲ့ page လေးကတော့အခုမြင်တွေ့နေရတဲ့ logo လေးအတိုင်းပဲအဲ့တော့ page နာမည်လေးကိုတော့စနစ်သစ်ဘောဂဗေဒလို့ပေးထားပါတယ်အဲ့တော့ channel ကတော့ YouTube channel ကတော့ G12 economics လို့ပေးထားတယ် page name ကိုတော့စနစ်သစ်ဘောဂဗေဒဆိုပြီးတော့မြန်မာလိုပေးထားပါတယ်အဲ့တော့အဲ့ page မှာနောက်ပိုင်းဘာတွေကိုကျွန်တော်ကဟာလာတင်သွားမလဲဆိုရင်ဒီသင်ခန်းစာနဲ့ဆိုင်တဲ့ notes တွေတောချက်စကားလုံးတွေအဲ့ဒါဗီဒီယိုမဟုတ်တဲ့အပိုင်းကိုဦးစားပေးတင်မယ်ရမှန်ရန်ကမှာတော့ကျွန်တော်ဗီဒီယိုလေးတွေတင်ပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုလည်းကျွန်တော် page မှာတွဲပြီးတော့တင်ဖို့ရည်ရွယ်ထားပါတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်ရဲ့ page လေးကို Facebook page လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အရောက်လှမ်းခဲ့ပါတော့ကျောင်းသားကျောင်းသူများဆရာဆရာမများမိတ်ဆွေများအားလုံးကိုဒီဗီဒီယိုလေးရနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ဆွေးနွေးမယ့်သင်ခန်းစာလေးကတော့ဆရာတယောက်ရဲ့နော်အဲ့တော့ဒီ channel လေးရဲ့ comment လေးမှာဒီသင်ခန်းစာလေးကိုဆွေးနွေးပေးပါလို့အကူအညီတောင်းတယ်လို့ Facebook မှာလည်းလာပြီးတော့ဆရာတယောက်ကသူဒီသင်ခန်းစာကိုမတင်ရသေးဘူးကြော်ပြီးတော့တင်ထားရတယ်အခက်အခဲလေးရှိတဲ့အတွက်ကြောင့်မလို့တင်ကြားမှုပုံစံလေးစီစဉ်ပေးပါလားဆိုတော့အကူအညီလေးကြောင့်ပေါ့ကျွန်တော်ဒီသင်ခန်းစာလေးကိုစီစဉ်တာပါအဲ့တော့ပထမတော့ကျွန်တော်ကအခန်း1နဲ့ပတ်သက်ပြီးတော့ကျွန်တော်များများသိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတိတ်ပြီးတော့ဆွေးနွေးခြင်းမလုပ်တော့ဘူးလို့ရည်ရွယ်ထားတော့ညာလဲအခုလိုမျိုးဟာလာဒီကျောင်းသားကျောင်းသူတွေကိုတင်ကြားပို့ချဖို့အတွက်နည်းနည်းလေးအခက်တွေ့နေတယ်ဆိုတဲ့အပိုင်းလေးကိုမြင်ရတဲ့အခါမှာကျွန်တော်ဘက်ကဟာလာစေတနာနဲ့နော်အဲ့တော့ပါဝင်ဆောင်ရွက်ပေးခြင်းတဲ့စိတ်တွေကတားမရဘူးဆိုပါတော့ဗျာဒါကြောင့်မလို့ဒီသင်ခန်းစာလေးကိုဒီဂျားရက်ကလေးထဲမှာကျွန်တော်ကဖန်တီးပေးတာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာလေးကတော့ကျွန်တော်တို့အခန်း1ပါပဲအဲ့တော့အခန်း1ရဲ့စာမျက်နှာ26မှာရှိတဲ့ရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းတဲ့အချက်ဆိုတာကဒီဝယ်လိုအားမှာလိုမျိုးကျွန်တော်တို့ကရောင်းလိုအားအယော်တင်းသည်မြများဆဆသိရှိတာမျိုးမဟုတ်ဘူးဝယ်လိုအားမှာတော့ဝယ်လိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုတာရှိခဲ့တယ်လို့ရောင်းလိုအားမှာလည်းရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုပြီးတော့ကျွန်တော်တို့ကလေ့လာပါမယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ဝယ်လိုအားနဲ့ရောင်းလိုအားရဲ့ကွာခြားချက်တွေမှာအဲ့တော့ဝယ်လိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုတဲ့ခေါင်းစဉ်မှာဟာလားလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝယ်လိုအားအယော်တင်းကိုအဲ့ဒါပြဋ္ဌာန်းသောအချက်များဆိုပြီးတော့ကျွန်တော်တို့အချက်3ချက်တွေ့ရတယ်လို့ပဲเนาะဒီမှာကျတော့ကျွန်တော်တို့ကရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုမှလည်းအချက်3ချက်တွေ့ရပါတယ်။မှာရောင်းဝယ်လိုအားကတော့ဈေးနှုန်းအယော်တင်းကိုပြဋ္ဌာန်းသောအချက်များပါဟုတ်ပါเนาะအဲ့တော့ပုံမှန်လေးအဲ့ဒါကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်ရမယ်ဆိုလို့ရှိရင်ဝယ်လိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များက grade 11မှာကျွန်တော်တို့ကလေ့လာခဲ့တာပါအဲ့တော့ grade 12မှာကတော့ဝယ်လိုအားအယော်တင်းဈေးနှုန်းဝယ်လိုအားဈေးနှုန်းအယော်တင်းကိုပြဋ္ဌာန်းသောအချက်များဆိုပြီးတော့ခေါင်းစဉ်ဟာတွေ့ရှိရပါတယ်ထားလိုက်ပါတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်လေးကတော့ရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များအဲဒါကျွန်တော်တို့ကအယော်တင်းဆိုတဲ့သဘောတရားကိုဥစွာပထမကျွန်တော်သိရှိဖို့လိုပါတယ်အယော်တင်းဆိုတာဒီအဲ့တော့ဘာကိုပြောရလဲဆိုပြောင်းလဲသွားတာပေါ့လက်ရှိရှိနေတဲ့အရေးအတွက်ကနေပြီးတော့နည်းနည်းပြောင်းလဲတာเนาะအဲ့တော့များများပြောင်းလဲတာဒီလိုမျိုးကျွန်တော်တို့ကအရင်ဆုံးလေ့လာထားပါမယ်အဲ့တော့အယော်တင်းဆိုတဲ့နေရာမှာဒီသင်ခန်းစာမှာကအယော်တင်းနဲတာများတာကိုပဲဆွေးနွေးမှာဖြစ်တယ်အဲကြောင့်အယော်တင်းနဲတယ်ဆိုတဲ့အပိုင်းဒီလက်ရှိအရေးအတွက်ကနေပြီးတော့နည်းနည်းလေးပြောင်းလဲသွားတာမှဆိုပါတော့လက်ရှိအရေးအတွက်က90ဆိုရင်90ကနေ60တိုးသွားတာလည်းဖြစ်နိုင်တယ်ဟာလား90ကနေ40ဟာလား45အစရှိတဲ့မြေဒီလိုမျိုးတိုးသွားတာလည်းရော့သွားတာလည်းဖြစ်နိုင်တယ်ပေါ့အဲဒါကိုအယော်တင်းနဲတယ်လို့ခေါ်ပါတယ်အဲ့တော့အယော်တင်းများတာကတော့လက်ရှိရှိနေတဲ့အရေးအတွက်ကနေအများကြီးပြောင်းလဲသွားတာလက်ရှိရှိနေတာ90ကနေ100တို့90တို့အရေးအတွက်တွေအများကြီးပြောင်းလဲသွားတာဒါမှမဟုတ်ချင်းလက်ရှိရှိနေတဲ့အရေးအတွက်90ကနေပြီးတော့ဟာလားဒီ10လောက်ထိဟာလားပြောင်းလဲသွားတာအဲ့တော့ကြာစင်းတာလည်းဖြစ်နိုင်တယ်တိုးတာလည်းဖြစ်နိုင်တယ်အဲ့ဒီမှာတော့ကျွန်တော်တို့ကတိုးခြင်းတွေကိုဥတည်ပြီးတော့ပြောမယ်လို့ဆွေးနွေးမယ်လို့ဟာလားပြောချင်ပါတယ်အဲဆိုကျွန်တော်တို့ရဲ့သင်ခန်းစာလေးကိုဆက်လက်ပြီးတော့လေ့လာပါမယ်အဲ့တော့ရောင်းလိုအားအယော်တင်းကိုပြဋ္ဌာန်းသောအချက်များအဲ့တော့သူ့ကိုပြောမယ်ဆိုရင် diminish or price electricity or supply เนาะ electricity or supply ဆိုတော့ ES တို့ကပြောရင်ရပါတယ်အဲကြောင့်သူ့မှာသင်ခန်းစာအနေနဲ့
ဟာလားဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘာတွေကိုပြဋ္ဌာန်းထားလဲဆိုရင်တဲ့ရောင်းလို့ဟာယော်တင်းကိုပြဋ္ဌာန်းသောအချက်တွေကအောက်ပါတိုင်းဖြစ်သည်ဆိုပြီးတော့ကျွန်တော်တို့ကနံပါတ်1အချိန်ကာလ time period နော်အချိန်ကာလအနေနဲ့ပေါ်တွေ့ရှိရမယ်နံပါတ်2အနေနဲ့ကြာလို့ရှိရင်လက်ကျန်ကုန်စည်ရရှိနိုင်မှုအခြေအနေနော် availability of inventory hold ဆိုတဲ့ဟာလားရရှိနိုင်မှုအခြေအနေပေါ့အဲ့တော့ availability of inventory hold ဆိုပြီးတော့ကုန်လက်ကျန်တနည်းအားဖြင့်လက်ကျန်ကုန်စည်ရရှိနိုင်မှုအခြေအနေနံပါတ်3ချက်အနေနဲ့ကြာတော့ကုန်ထုတ်အင်အားစုရရှိနိုင်မှုအခြေအနေavailability of factor of production အဲ့တော့ကုန်ထုတ်အင်အားစုရရှိနိုင်မှုအခြေအနေရရှိနိုင်မှုဆိုပြီးတော့ဒီသင်ခန်းစာကိုဒီအချက်လေး3ချက်နဲ့ကျွန်တော်တို့ကလေ့လာသွားမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ကအရင်ဦးဆုံးအဲ့ဒါ time period ကိုတနည်းအားဖြင့်အချိန်ကာလကိုကျွန်တော်တို့ကဆွေးနွေးကြည့်ပါမယ်နော်အချိန်ကာလအဲ့တော့ပထမဦးဆုံးအနေနဲ့အချိန်ကာလဒီတဲ့ဝယ်လိုအားအယော်တင်းထက်ရောင်းလိုအားအယော်တင်းပေါ်မှာပို့ပြီးတော့အကျိုးသက်ရောက်မှုရှိတယ်နော်နံပါတ်1ချက်နေတဲ့ကဝယ်လိုအားအယော်တင်းထက်ရောင်းလိုအားအယော်တင်းမှာပိုမိုအကျိုးသက်ရောက်မှုရှိတယ်ဘာတွေလဲဆိုတော့အချိန်ကာလဒီပြောချင်တာကဝယ်လိုအားမှာကအချိန်ကာလကတိတ်ပြီးတော့အကျိုးသက်ရောက်မှုမရှိဘူးဝယ်လိုအားဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေဒီလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာလူတွေကမှန်းဆပြီးတော့ဝယ်လိုအားဘာဖြစ်လဲဆိုရင်ဝယ်ယူမိအရေးအတွက်များလာတာတွေလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဟာလာဝယ်လိုအားရော်တင်နည်းသွားတာတွေဒါကြောင့်မလို့အချိန်ကာလဒီတဲ့ဝယ်လိုအားပေါ်မှာတော့တိတ်အကျိုးသက်ရောက်မှုမရှိဘူးရောင်းလိုအားပေါ်မှာတော့ပုံမူပြီးတော့အကျိုးသက်ရောက်မှုရှိတယ်ဆိုပြီးတော့ပထမဦးဆုံးစာကြောင်းလေးကပြောထားပါတယ်အကြောင်းလို့ရောင်းလိုအားအယော်တင်းပေါ်မှာဆိုတော့ကျွန်တော်က ES လို့သုံးလိုက်ပါတယ် ED ထက် ES ပုံမူ၍အကျိုးသက်ရောက်မှုရှိသည်ဆိုလိုတာကအချိန်ကာလကျွန်တော်ခေါင်းစဉ်ဟာအချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကာလသည်ဝယ်လိုအားအယော်တင်းထက်ရောင်းလိုအားအယော်တင်းပေါ်မှာပုံမူအကျိုးသက်ရောက်မှုရှိသည်ဆိုပြီးတော့ပထမဦးဆုံးစာကြောင်းလေးကိုကျွန်တော်တို့ကဆွေးနွေးပါမယ်အဲဆိုရင်ဈေးနှုန်းပုံမူကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့အပိုင်းမှာဟုတ်ပြီနော်ဆက်ဆွေးနွေးတဲ့အခါကျတော့ဈေးနှုန်းတွေတက်လာမယ်ဆိုရင်တဲ့အချိန်တိုကာလအတွင်းမှာရောင်းလိုအားအရေးအတွက်ကိုတိုး၍မရနိုင်ဘူးအဲ့တော့ရောင်းလိုအားအရေးအတွက်ကိုတိုး၍မရနိုင်ဘူးဘာကြောင့်လဲဆိုတော့ reason အကြောင်းပြချက်ကိုမလာခင်ကျွန်တော်တို့ကဈေးနှုန်းတက်မယ်ဆိုရင်ရောင်းချသူတဦးကဘာလုပ်မလဲဒီချက်လက်ကိုကျွန်တော်တို့ကစဉ်းစားမယ်ရှေ့မှာတင်ကြားခဲ့တဲ့ဆက်ဆက်မှုတွေနဲ့ပြန်လဲချိတ်ဆက်မယ်ဆိုရင်ရောင်းချသူတဦးကသူရောင်းချနေတဲ့ကုန်ပစ္စည်းကဈေးနှုန်းတက်လာမယ်ဆိုရင်သူကိုဘာလုပ်မလဲဆိုရင်ကိုကုန်ပစ္စည်းကိုတိုးရောင်းမှာပဲတိုးရောင်းမှာဈေးနှုန်းတက်တဲ့ချိန်မှာအမြဲများရမှာလေဟိုများရောင်းရလေအမြဲများလေပဲအဲကြောင့်လို့ဈေးနှုန်းတက်လာတဲ့အချိန်မှာထုတ်လို့ရောင်းချသူတဦးအနေနဲ့ရောင်းလိုအားကိုတိုးမှာပဲဒါပေမဲ့အချိန်တိုးတဲ့ချိန်တိုကာလအတွင်းမှာတော့ရောင်းလိုအားအရေးအတွက်ကိုတဲ့တိုး၍မရနိုင်ဘူးနော်အချိန်တိုကာလအတွင်းမှာတော့ရောင်းလိုအားအရေးအတွက်ကိုတိုး၍မရနိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ရောင်းလိုအားကိုတိုးမယ်ဆိုရင်ကျွန်တော်တို့ကကုန်ထုတ်စွမ်းအားစုတွေတနည်းအားဖြင့်ထုတ်လုပ်မှုအင်အားစုတွေမြေယာလုံအားအရင်းအနှီးဒီဟာတွေကိုကျွန်တော်တို့ကတိုးချဲ့မှသာလျှင်ကုန်ပစ္စည်းကပိုထွက်လာမယ်ပိုထွက်မှသာလျှင်ရောင်းလိုအားကိုအရေးအတွက်ကိုတိုးပြီးတော့ရောင်းနိုင်မယ်လက်ရှိအရေးအတွက်ထက်တိုးပြီးတော့ရောင်းခြင်းနဲ့ဆိုရင်ကုန်ပစ္စည်းများထုတ်လုပ်ရမယ်များထုတ်လုပ်ဖို့အတွက်ကျွန်တော်တို့ကပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့အချိန်တိုကာလအတွင်းလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီအချိန်ကာလတော်အတွင်းမှာဒီစွမ်းအားစုတွေကုန်ထုတ်အင်အားစုတွေကိုတိုးဖို့ဆိုတာကမဖြစ်နိုင်ဘူးဒါကြောင့်မလို့အချိန်တိုကာလအတွင်းမှာရောင်းလိုအားအရေးအတွက်ကိုတိုး၍မရနိုင်ပါဘူးလို့ပြောထားပါတယ်ဒါဆိုရင်ရောင်းလိုအားဒီတဲ့ပုံသေးဖြစ်နေမယ်နော်ရောင်းလိုအားဒီပုံသေးဖြစ်နေပြီးတော့အယော်တင်းကင်းနေမယ်ပုံသေးဖြစ်နေမယ်ဆိုတာကမပြောင်းလဲဘူးပြောတာနော်ကင်းတယ်ဆိုတဲ့သဘောများဘာဆိုလိုတာလဲဆိုလို့ရှိရင်ကင်းတယ်ဆိုတာဒီအရေးအတွက်တွေကထူးခြားမှုမရှိဘူးပေါ့ပုံသေးဖြစ်နေတယ်နော်ပုံသေးဆို50ဆိုရင်50ပဲအရေးအတွက်50ပဲဘာဖြစ်လို့တိုးပြီးတော့မထုံးလုံးနိုင်ဘူးအဲကြောင့်မတိုးပြီးတော့မရောင်းချနိုင်တဲ့အတွက်ကြောင့်မလို့လက်ရှိအရေးအတွက်အတိုင်းပဲရောင်းချနေမယ်အဲ့တော့ကင်းတယ်ဆိုတာက0ပေါ့ရှေ့မှာတော့ကျွန်တော်လေးလာခဲ့တဲ့ဆိုရင်ရော်တင်းကင်းချင်းဒီ0ပြော0ပြောဆိုတာဒီအရှင်းမထုတ်လို့ဘူးလို့ပြောတာမဟုတ်ဘူးเนาะအဲ့တော့ပုံသေးဖြစ်နေတာမပြောင်းလဲတာဒီပေါ်မှာဘာမှထူးခြားမှုမရှိတာဒါကိုရော်တင်းကင်းတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ကင်းတယ်ဆိုတာဒီပုံသေးဖြစ်တယ်အဲကြောင့်မလို့ရောင်းလို့ဟာဒီပုံသေးဖြစ်နေပြီးတော့တဲ့အရော်တင်းမှာလည်းကင်းနေမှာဖြစ်တယ်ရောင်းလို့ဟာရော်တင်းကင်းနေမယ်သို့တော်လည်းတဲ့အချိန်ကြာမြင့်လာမယ်ဆိုရင်
အချိန်တူဆိုတဲ့နေရာကနေအချိန်တွေကကြာလာမယ်အဲ့တော့အချိန်ကြာရှည်လာမယ်ဆိုရင်ရောင်းလိုအားအရေးအတွက်တွေဟာလားချိန်ကြာလာတဲ့အခါမှာလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလုံးဝနိုင်မယ်အချိန်ကဟာလားလက်ရှိအချိန်တိုင်းတာတစ်ခုကိုကျော်လွန်သွားပြီကြာသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေမြေယာလောအားအရင်းနှီးကုန်ချမ်းဒီဟာတွေကိုကျွန်တော်တို့ကအသုံးပြုလာနိုင်မယ်အဲ့တော့လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ရောင်းချတဲ့အရေးအတွက်တွေကတိုးလာမယ်ရောင်းချတဲ့ရည်ရွယ်တွေတိုးတက်များပြားလာမယ်တဲ့အားကြောင့်မလို့တဲ့အချိန်ကြာတဲ့အခါမှာတဲ့ဘာဆက်ပြောလဲဆိုရင်ရောင်းလိုအားအယော်တင်းကများမယ်ရောင်းလိုအားအယော်တင်းများမယ်ဆိုတာရောင်းချတဲ့အရေးအတွက်တွေများများထုတ်လုပ်ရောင်းချနိုင်မယ်လက်ရှိက90ဆိုလို့ရှိရင်ဟာလားအယော်တင်းများတယ်ဆိုတော့ဟာလားသူလက်ရှိ90ကနေ2ဆ3ဆအစရှိသဖြင့်ကျွန်တော်တို့ကအရေးအတွက်တွေများလာမယ်လို့ဆိုလိုတာပါတယ်အဲ့တော့အချိန်ကာလကြာမြင့်လို့ရှိရင်လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဟာလားပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းချတဲ့အရေးအတွက်တွေတိုးတက်များပြားလာပြီးတော့ရောင်းလိုအားအယော်တင်းတွေများလာပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ကဒီသင်ခန်းစာလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟာလားဒီစာပိုက်ကလေးပေါ့အချိန်ကာလနဲ့ပတ်သက်ပြီးကျွန်တော်တို့ကစာပိုက်ကလေးကိုအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုရင်ကာလတူမှာပုံသေးဖြစ်မယ်ယော်တင်းကင်းမယ်နော်ကာလတူအဲ့တော့အချိန်တူဆိုတော့ကာလတူအတွင်းမှာအယော်တင်းဟာပုံသေးဖြစ်မယ်ဒါကြောင့်မလို့အယော်တင်းကင်းမယ်မပြောင်းလဲဘူးလို့ပြောတယ်အဲ့တော့ကာလရှည်ဆိုလို့ရှိရင်တော့အယော်တင်းကဘာဖြစ်လဲဆိုရင်များမယ်နော်ကာလရှည်ဆိုရင်တိုးတက်လာမယ်တိုးတက်တဲ့အတွက်ကြောင့်မလို့အယော်တင်းများမယ်အဲကြောင့်မလို့တိုးပုံသေးကင်းရှည်ဆိုရင်တိုးတက်များပြဒီလိုမှတ်လို့ရပါတယ်ဒါကဒီစာပိုက်ကလေးမှာဟလာဆွေးနွေးသွားတဲ့အပိုင်းမှာဒီစာပိုက်ကလေးမှာဆိုလို့ရှိရင်အယော်တင်းမပြောင်းလဲတာနဲ့အယော်တင်းများလာတာအယော်တင်းမပြောင်းလဲတာဒီအချိန်တိုအတွင်းမှာမပြောင်းလဲနိုင်ဘူးနံပါတ်1နံပါတ်2ကတော့အချိန်ကြာလာပြီဆိုတော့ကာလရှည်လို့ဒီလိုမျိုးပြောလို့လည်းရပါတယ်အဲ့တော့အချိန်ကြာလာပြီဆိုလို့ရှိရင်ရေတွက်တွေကတိုးတက်များပြားလာပြီးတော့အယော်တင်းတွေများလာမှာဖြစ်ပါတယ်ဆိုပြီးနံပါတ်1ကလေးကိုဆွေးနွေးထားပါတယ်အဲဒါကျွန်တော်တို့ကနံပါတ်2ကိုသွားပါမယ်နံပါတ်1မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေ့ရလဲဆိုလို့ရှိရင်ဟာလားလက်ကျန်ကုန်စည်ရရှိနိုင်မှုအခြေအနေเนาะနံပါတ်1မှာလက်ကျန်ကုန်စည်ရရှိနိုင်မှုအခြေအနေတဲ့ availability of inventory hold ဆိုပြီးတော့ကျွန်တော်တို့ကဒုတိယအချက်ကိုပြောပါမယ်အဲဆိုလို့ရှိရင်ဘာပြောထားလဲဆိုလို့ရှိရင်ကုန်ထုတ်လုပ်မှုဟာတဲ့เนาะအဲ့တော့ကုန်ထုတ်လုပ်ငန်းတွေအများအပြားကုန်ထုတ်လုပ်ငန်းတွေကမမျှော်မှန်းထားတဲ့ဝယ်လိုအားတိုးပွားမှုကိုတဲ့အဲ့တော့ကုန်ထုတ်လုပ်ငန်းဆိုတာလုပ်ငန်းတွေအနေနဲ့မမျှော်မှန်းထားဘူးအဲ့တော့လုပ်ငန်းတွေရဲ့သဘောသဘာဝကိုကျွန်တော်တို့ကဒီမှာအရင်ဆုံးဆွေးနွေးပါမယ်လုပ်ငန်းဆိုတာဒီဟာလားကိုထုတ်လုပ်ရောင်းချမဲ့အရေးအတွက်ထက်နည်းနည်းလေးအရန်ဟန်တားထားလေးရှိပါတယ်ဥပမာဆိုပါဆိုကိုက100ထုတ်လို့ရောင်းချမယ်ဈေးကွက်အခြေအနေကိုကြည့်ပြီးတော့ကိုကကုန်ပစ္စည်းအမျိုးအစား100ထုတ်လို့ရောင်းချမယ်ဆိုရင်ကျွန်တော်တို့က120လောက်ထိတိုးပြီးတော့ထုတ်လို့ထားလေးရှိတယ်ဟုတ်နော်အရန်တားပေါ့ဟုတ်ပြီနော်တကယ်လို့ကုန်ပစ္စည်းတွေကြားလဲကောင်မှာထုတ်လို့ရောင်းချရင်လည်းပျက်စီးသွားလို့ဆုံးရှုံးတာတို့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်တင်ပို့တဲ့အခါမျိုးတွေမှာအခက်အခဲတစ်ခုခုဖြစ်လာခဲ့လို့ရှိရင်ဒီဟာတွေကိုပြင်ရှင်းဖို့အတွက်ဆိုပြီးတော့ဟာလားအရန်ဟန်တားအနေနဲ့ကုန်ပစ္စည်းကိုထုတ်လို့ရောင်းချတဲ့သူကထားလေးရှိတယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကအရင်လုပ်ငန်းရဲ့သဘောတဘာဝလေးကုန်ပစ္စည်းနဲ့ပတ်သက်တဲ့သဘောတဘာဝလေးကိုအရင်ကျွန်တော်တို့ကဟာလားဆွေးနွေးထားရင်ပိုကောင်းပါတယ်အကြောင်းမလို့တဲ့ကုန်ထုတ်လုပ်ငန်းတွေကမမျှော်မှန်းထားတဲ့ဝယ်လိုအားတိုးပွားမှုကိုဖြည့်ဆည်းမယ်နော်ဖြည့်ဆည်းပေးဖို့အတွက်ဆိုလို့ရှိရင်သူတို့တွေကဘာနဲ့ဖြည့်ဆည်းပေးမှာလဲဆိုလို့ရှိရင်လက်ကျန်ကုန်စည်တွေနဲ့ဖြည့်ဆည်းပေးမှာဒါကြောင့်လို့မမျှော်မှန်းထားသောဝယ်လိုအားတိုးပွားမှုတွေကိုဖြည့်ဆည်းရန်အတွက်လက်ကျန်ကုန်စည်များထားလေရှိတယ်ဒါလုပ်ငန်းရဲ့သဘောတဘာဝပဲနော်အဲ့တော့ဈေးကွက်ရဲ့အခြေအနေတစ်ခုခုကြောင့်နော်မမျှော်မှန်းထားတဲ့အခြေအနေတွေကြောင့်ဝယ်လိုအားတွေတိုးပွားလာပြီးအဲ့ဒါတွေကိုဝယ်လိုအားတိုးပွားလာတယ်ဆိုတော့ကိုယ့်ကုန်ပစ္စည်းကိုဝယ်ယူသူများလာပြီးအဲ့ဒါတွေကိုဖြည့်ဆည်းဖို့အတွက်နော် limit သတ်မှတ်ထားတဲ့အကန့်အသတ်အတိုင်းတာတဲ့များလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရှိနေတဲ့ကုန်စည်နော်ကုန်လောင်ရုံမှာတိုးလောင်ထားတဲ့လက်ကျန်ကုန်စည်နေနဲ့ကျွန်တော်တို့ကဖြည့်ဆည်းပေးလိရှိပါတယ်တဲ့ကဲရွေးတဲ့ဝယ်လိုအားတိုးပွားမှုဟာနော်ဝယ်လိုအားတိုးပွားမှုဟာယာယီဖြစ်မယ်ဆိုလို့ရှိရင်ရှိနေတဲ့လက်ကျန်ကုန်စည်တွေနဲ့ဖြည့်ဆည်းပေးနိုင်ပါမယ်တဲ့နော်အမအခြေအနေတစ်ခုခုကြောင့်ဝယ်လိုအားတိုးတာပေါ့အများတစီတိုးနေတာမျိုးမဟုတ်ဘူးကျွန်တော်နိုင်ငံနေနဲ့ဆိုပြီးခဲ့တဲ့ယောဂကာလတွေမှာဆိုလို့ရှိရင်ဟာကုန်ပစ္စည်းတွေကထုတ်လုပ်လို့မရဘူးအဲ့အခြေအနေလေးတွေကိုစဉ်းစားလိုက်ရင်ပို့ပြီးတော့ပေါ်လွင်ပါတယ်အဲ့တော့ကုန်ပစ္စည်းတွေထုတ်လုပ်လို့မရတဲ့အခါမှာသူတို့ရဲ့ကုန်လောင်ယုံမှာရှိနေတဲ့ကုန်စည်တွေနဲ့ဒီကာလတွေမှာကုန်ပစ္စည်းတွေကိုတက်နိုင်ဆုံးဖြည့်ဆည်းပေးကြတယ်လေ
ဒါကိုကြည့်ချင်းအပြင်ဒါကလုပ်ငန်းတွေမှာလက်ကျန်ကုန်စည်ဆိုတာထားလေထားစားရှိတယ်ဆိုတာကိုကျောင်းသားတွေနဲ့ဆွေးနွေးမယ်ဆိုရင်ပို့ပြီးတော့မြင်သာပါလိမ့်မယ်အဲ့ဝယ်လိုအားတိုးပွားမှုကယာယီဖြစ်မယ်ခဏတာပဲတိုးမယ်ဆိုလို့ရှိရင်တော့ဒီလက်ကျန်ကုန်စည်တွေကဖြည့်ဆည်းပေးနိုင်ပါတယ်လက်ကျန်ကုန်စည်ထားရှိခြင်းရဲ့ဟာလားအကျိုးကျေးဇူးလို့ပြောလို့ရပါတယ်အဲဆိုရင်လည်းဝယ်လိုအားတိုးပွားမှုကယာယီမဟုတ်ဘူးပေါ့အမြဲတမ်းဖြစ်နေမယ်เนาะဝယ်လိုအားတိုးပွားမှုကယာယီမဖြစ်ဘဲနဲ့အမြဲတမ်းဖြစ်နေမယ်ဆိုရင်လက်ကျန်ကုန်စည်တွေနဲ့ဖြည့်ဆည်းနိုင်တဲ့တော့ဖြည့်ဆည်းပြီးတော့တစ်ဖက်မှာလည်းလုပ်ငန်းရဲ့ဟာလားထုတ်လုပ်မှုကိုတိုးချဲ့ဖို့အတွက်ဘာရလဲဆိုရင်ရှင်အချိန်တွေရရှိပါမယ်ဖြစ်ပါတယ်เนาะအဲ့တော့တစ်ဖက်မှာလည်းလုပ်ငန်းရဲ့ထုတ်လုပ်မှုကိုတိုးချဲ့ဖို့အတွက်အချိန်ရတယ်ဆိုလိုတာကအဲ့ဒါအမြဲတမ်းဖြစ်နေရမယ်ဆိုလို့ရှိရင်ဒီရှိထားတဲ့လက်ကျန်ကုန်စည်တွေနဲ့ဒီဝယ်လိုအားတိုးပွားမှုကိုဖြည့်ဆည်းရင်းနဲ့တစ်ဖက်မှာလည်းချိန်ဆပြီးတော့လုပ်ငန်းရှင်ကကုန်ထုတ်လုပ်မှုကိုတိုးချဲ့ရမယ်အဲ့အတွက်ဒီမှာအချိန်ရပါတယ်တဲ့เนาะအချိန်ဆိုတဲ့ဟာလားရလာတဲ့အတွက်ကြောင့်မလို့လုပ်ငန်းတွေကိုတိုးချဲ့နိုင်မယ်ဒါဆိုလို့ရှိရင်လက်ကျန်ကုန်စည်အနေထားပေါ်မူတည်ပြီးတော့လက်ကျန်ကုန်စည်များမယ်ဆိုလို့ရှိရင်အယော်တင်းများမယ်လက်ကျန်ကုန်စည်နည်းမယ်ဆိုရင်အယော်တင်းနည်းမယ်ဒီလိုမျိုးထုတ်လုပ်ရောင်းချနိုင်မှုအတိုင်းအတာနည်းမယ်လို့ပြောတာလက်ကျန်ကုန်စည်များများရှိတယ်များများထုတ်လုပ်ရောင်းချနိုင်တယ်ဒါကြောင့်မလို့အယော်တင်းများလေလို့ပြောတာပါအဲဆိုကျွန်တော်တို့ကနံပါတ်3အချက်လေးကိုဆက်လက်ဆွေးနွေးပါတယ်ကုန်ထုတ်အင်အားစုရရှိနိုင်မှု availability of factor of production လို့ပြောပါတယ်အဲတော့ကုန်ထုတ်အင်အားစုရရှိနိုင်မှုကုန်ထုတ်အင်အားစုဆိုတာလုပ်ငန်းမှာမရှိမဖြစ်အသုံးပြုရမယ်ကုန်ထုတ်အင်အားစုရှိမှသာလျှင်ကျွန်တော်တို့ကလုပ်ငန်းမှာကုန်ပစ္စည်းတွေထုတ်လုပ်နိုင်မယ်မြေယာလောကအရင်းနှီးကုန်ကျန်းဒီဟာတွေရှိမှသာလျှင်ကိုထုတ်လုပ်ခြင်းတဲ့ကုန်ပစ္စည်းကိုထုတ်လုပ်လို့ရမှာဒီဟာတွေမရှိဘူးဆိုရင်ကိုထုတ်လုပ်ခြင်းတဲ့ကုန်ပစ္စည်းကိုထုတ်လုပ်လို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့အဲ့ဒီရရှိနိုင်မှုကလည်းရော်တင်းနေခြင်းများခြင်းနဲ့တက်ဆိုင်တယ်လို့သင်ခန်းစာခေါင်းစဉ်လေးကဟာလားညွှန်ပြထားပါတယ်ဒါဆိုကျွန်တော်တို့ကသင်ခန်းစာလေးကိုဆက်လက်ပြီးတော့ပြောရအောင်ကုန်ထုတ်လုပ်မှုတိုးချဲ့ဖို့အတွက်တဲ့နော်ကုန်ထုတ်လုပ်မှုတိုးချဲ့ဖို့ဆိုရင်ကုန်ထုတ်စွမ်းအားစုများကိုတိုးရသုံးရန်လိုအပ်တယ်မြေယာလောကအရင်းနှီးကုန်ကျန်းတရားတွေကိုတိုးသုံးမှသာလျှင်ကိုကကုန်ထုတ်လုပ်မှုတိုးလို့ရမယ်ပေါ့100ထုတ်လုပ်နေရတယ်150ထုတ်လုပ်ခြင်းနဲ့ဆို150နောက်50နဲ့ညီမျှတဲ့လုပ်အားတွေလိုအပ်တယ်အရင်းနှီးတွေဖြစ်တဲ့ကုန်ကျန်းတွေစက်ပစ္စည်းတွေဒါတွေလိုအပ်တယ်အဆောက်အုံမြေယာတွေဒါတွေလိုအပ်တယ်ဒါတွေရှိမှသာလျှင်ကျွန်တော်တို့က100ကနေနောက်50ကိုထပ်တိုးနိုင်မှာလေအဲကြောင့်မလို့ထုတ်လုပ်မှုကိုတိုးဖို့ဆိုရင်ကုန်ထုတ်စွမ်းအားစုတွေကိုတိုး၍သုံးဖို့အတွက်လိုအပ်တယ်အကယ်၍တဲ့လုပ်ငန်းအနေနဲ့နော်လုပ်ငန်းအနေနဲ့ဗာပြောထားလဲဆိုရင်ဒီကောင်ကုန်ထုတ်စွမ်းအားစုတွေကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ကုန်ထုတ်ရင်းမြစ်တွေကိုအတူတူပါပဲအပြည့်အဝသုံးစွဲမှုမရှိသေးဘူးအပြည့်အဝသုံးစွဲမှုမရှိသေးဘူးဆိုလိုတာကကိုယ်မှာရှိနေတဲ့ကုန်ထုတ်စွမ်းအားစုတွေရဲ့သုံးပုံနှစ်ပုံလောက်ကိုသုံးပြီးတော့ထုတ်လုပ်ထားတယ်အဲ့လိုအခြေအနေမျိုးကနေပြီးတော့ကုန်ထုတ်လုပ်မှုကိုတိုးကျင်တဲ့အခါကျတော့ကြံတဲ့100ရာခိုင်နှုန်းထပ်တိုးလိုက်မယ်နော်ကြံနေတဲ့ကိုယ်မှာရှိနေတဲ့ဒီကုန်ထုတ်အရင်းအမြစ်တွေကိုအပြည့်အဝမသုံးရသေးဘူးနော်အပြည့်အဝသုံးစွဲမှုမရှိသေးဘူးဆိုလို့ရှိရင်တဲ့ဒီလုပ်ငန်းကိုတိုးချဲ့ဖို့အတွက်ကုန်ထုတ်လုပ်မှုကိုတိုးချဲ့ဖို့အတွက်ဆိုရင်ဟာလားအပြည့်အဝမသုံးစွဲရသေးတဲ့အတွက်ကြောင့်မလို့အပြည့်အဝသုံးစွဲလိုက်မယ်ဆိုလို့ရှိရင်ဟာလားဒီလုပ်ငန်းကိုတိုးချဲ့လို့ရတယ်တဲ့ကိုမှရှိနေသေးတယ်ဆိုရင်တော့ဟာလားလုပ်ငန်းကိုတိုးချဲ့ခြင်းနဲ့ဆိုလို့ရှိရင်ဒီကုန်ထုတ်အရင်းအမြစ်တွေကိုအပြည့်အဝအသုံးချနိုင်မယ်ဆိုရင်လုပ်ငန်းရဲ့ကုန်ထုတ်လုပ်မှုကတိုးတက်လာမယ်ဒါကတော့ရှင်းပါတယ်အပြည့်အဝမသုံးရသေးတဲ့အခြေအနေမျိုးမှာလုပ်ငန်းကိုတိုးချဲ့ခြင်းနဲ့ဒါဆိုရင်ကိုယ့်ရဲ့ဒီကုန်ထုတ်ရင်းမြစ်တွေကိုအပြည့်အဝသုံးလိုက်ဒါဆိုရင်ကုန်ထုတ်လုပ်မှုတိုးတက်လာလိမ့်မယ်တနည်းအားဖြင့်အရေးအတွက်တွေတိုးတက်လာမယ်လို့ဆိုလိုတာပါနောက်တစ်ချက်အနေနဲ့ဗာပြောလဲဆိုရင်အပြည့်အဝသုံးပြီးသွားပြီကို့မှာဘာမှမရှိတော့ဘူးနော်အဲ့တော့ကုန်ထုတ်အင်အားစုတွေကုန်ထုတ်စွမ်းအားစုတွေနော်အဲ့တော့အဲ့ဒါတွေကိုအပြည့်အဝအသုံးပြုပြီးသွားပြီအပြည့်အဝသုံးပြီးဖြစ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရင်းမြစ်တွေကိုအခြားလုပ်ငန်းကနေပြီးတော့လွှဲပြောင်းရရှိစေဖို့အတွက်တဲ့အခြားလုပ်ငန်းအခြားသူတွေရှိကနေလုံသမားတွေထပ်ခေါ်ရမယ်အဲ့တော့မြေယာတွေထပ်ငားရမယ်အဆောက်အုံတွေထပ်ဆောက်ရမယ်အဆောက်အဦတွေကိုတောင်တွေထပ်ငားရမယ်အဲ့တော့ကုန်ကျန်းတွေထပ်ပြီးတော့အသုံးပြုရမယ်အားကြောင့်မလို့အခြားလုပ်ငန်းကနေလွှဲပြောင်းရရှိနေဖို့အတွက်ဆိုရင်ပုံမမြင်မာသောဈေးနှုန်းတွေပေးပြီးတော့ဆွဲဆောင်ရမယ်အဲ့ဒါကတော့လက်ရှိဈေးကွက်အခြေအနေပေါ်မူတည်လိမ့်မယ်လုပ်ငန်းရဲ့အခြေအနေကအပြိုင်ဖြစ်နေတယ်ကိုတယောက်တည်းနေလိုအပ်နေတာမဟုတ်ဘူးဆိုရင်တော့အခြားလုပ်ငန်းကနေပြီးတော့ပို့ပြီးတော့ဆွဲဆောင်ရမယ်အဲ့တော့အသစ်ထပ်ခေါ်မယ်ဆိုရင်တော့မလုံးပေးဆွဲဆောင်ရတာသဘောတဘာဝပဲကိုလုပ်ငန်းမှာလိုအပ်လာပြီဆိုလို့ရှိရင်တော့လက်ရှိပုံမှန်ပေးနေတဲ့အတိုင်းအတာထက်ပို့ပြီးတော့ပေးရမယ်ဈေးပို့ပေးရမယ်ဈေးပို့ပေးပြီးတော့ဒါဆွဲဆောင်ရမယ်သဘောတဘာဝတွေရှိပါတယ်တဲ့အားကြောင့်မလို့တဲ့အဲ့ဒါ
အင်အားစုအရင်းမြစ်တွေကိုအပြေးအဝသုံးပြီးဖြစ်နေမယ်ဆိုရင်အချုပ်အားဖြင့်ပြောတာပါအပြေးအဝအသုံးပြုပြီးဆိုအသုံးပြုပြီးသွားပြီးထပ်သုံးစရာမရှိတော့ဘူးဆိုရင်ထုတ်လုပ်မှုအရေးအတွက်ကလျော့နေသွားလိမ့်မယ်အားကြောင့်မလို့အလျော့တင်းနေပါမယ်တကယ်လို့အပြေးအဝမသုံးရသေးဘူးမရှိဘူးဆိုလို့ရှိရင်အပြေးအဝအခုအသုံးပြုလိုက်မယ်ဆိုဖြစ်တဲ့အတွက်ကြောင့်မလို့အလျော့တင်းတွေကများလာပါလိမ့်မယ်အရေးအတွက်ဒီများလာမယ်လို့ဆိုလိုပါတယ်တဲ့နော်ဒါကြောင့်မလို့ဒီသင်ခန်းစာလေးရဲ့အချုပ်ကကုန်ထုတ်အင်အားစုတွေကိုအပြေးအဝအသုံးပြုပြီးပြီဆိုလို့ရှိရင်ထပ်သုံးစရာမရှိတော့တဲ့အတွက်ကြောင့်မလို့အလျော့တင်းနေမယ်အဲ့တော့အပြေးအဝအသုံးပြုခြင်းမရှိသေးဘူးဆိုလို့ရှိရင်တော့ကိုယ်မှာရှိနာတွေကိုအသုံးပြုလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အလျော့တင်းများမယ်လို့ဆိုလိုပါတယ်ဒီသင်ခန်းစာလေးရဲ့အချုပ်ကတော့ဟုတ်ပြီအပေါ်ကအချက်ကိုပြန်ချုပ်မယ်ဆိုလို့ရှိရင်တော့လက်ကျန်ကုန်စီများရှိတယ်ဆိုရင်အလျော့တင်းများမယ်လို့ပြောထားတယ်လက်ကျန်ကုန်စီနည်းမယ်ဆိုရင်အလျော့တင်းနည်းမယ်ပေါ့ရှေ့သင်ခန်းစာကရှေ့ရဲ့နံပါတ်1ကလေးကတော့ဘာပြောထားလဲဆိုရင်နံပါတ်1ကလေးရဲ့အချုပ်ကတော့သူ့ရဲ့အခြေအနေကတော့ဟာလားအချိန်တိုဆိုလို့ရှိရင်အလျော့တင်းနည်းမယ်ဘာဖြစ်လို့လဲဆိုတော့ထုတ်လုပ်မှုကိုမတိုးချဲ့နိုင်လို့အလျော့တင်းနည်းမယ်ကာလရှည်တနည်းအားဖြင့်ဟာလားအချိန်ကြာလာတဲ့အခါမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်တဲ့အတွက်ကြောင့်မလို့အချိန်ကြာတဲ့အခါမှာအလျော့တင်းများမယ်အဲ့တော့အလျော့တင်းများခြင်းအဲ့တော့အလျော့တင်းနည်းခြင်းနဲ့ခေါင်းစဉ်လေးကိုကျွန်တော်တို့ကပြဋ္ဌာန်းသောအချက်များရောင်းလိုအပ်ရော့တင်းကိုပြဋ္ဌာန်းသောအချက်များဆိုတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးမှုကဒီမှာနေပြီးဆုံးပါပြီအဲ့တော့လိုအပ်ချက်များရှိရင်လည်းအကြံပြုနိုင်ပါတယ်အဲ့တော့မိမိရဲ့နားလည်မှုဒါမှမဟုတ်လို့ရှိရင်မိမိရဲ့ဒီသင်ခန်းစာပေါ်မှာစိတ်ကျဉ်နှံ့မှုတစ်စုံတစ်ရာရှိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးရဲ့အောက်မှာ comment လေးတွေမှတ်ချက်ကလေးတွေပေးခြင်းအပြင်ဟာလားဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်းပြောကြရင်လည်းကျွန်တော်ရဲ့သင်ခန်းစာလေးကိုညီကုန်းချုပ်ပါတယ်အဲ့တော့သင်ခန်းစာလေးညီကုန်းချုပ်ပြီးသွားတဲ့အခါမှာတော့ဒီ channel လေးထဲမှာအဲ့တော့ဘာတွေကိုလေ့လာနိုင်လဲဆိုတဲ့အပိုင်းလေးကတော့နည်းနည်းလေးပြောပြခြင်းပါတယ်ဘာတွေကိုလေ့လာနိုင်လဲဆိုအခန်း1နဲ့ဆိုင်တဲ့တွက်ချက်မှုအခုသင်ခန်းစာလေးတွေအဲ့ဒါဂျာသင်ခန်းစာလေးတွေနဲ့အခန်း1ဆိုတဲ့ခေါင်းစဉ်အောင်မှာထည့်ထားသလိုအခန်း2ကအပြည့်အစုံအခန်း3အပြည့်အစုံအခန်း4ကိုတော့တပုတ်ဆွေးနွေးထားပါတယ်အစရှိသဖြင့်အခန်း1 2 3 4သင်ခန်းစာတွေကိုဒီ channel လေးထဲမှာဆွေးနွေးထားပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရန်နာလိုက်ပါတယ်ခင်ဗျာ